လာပါညီမဒီနေ့ပေါ့နော်ဒီဆိုင်ခွဲလေးဖွင့်နေတဲ့အကြောင်းလေးပြောပြပေးပါဦးရှင်မှားတော့ဗောနော်ဒီဆိုင်ခွဲလေးကိုဆော့ကြရဗောဒီမှာဆိုင်တေးလေးကနေပြီးတော့မှအစဲပြီးပတ်လည်လောက်ပဲရှိရဗောနော်ကျွန်မအရင်ဆုံးဖွင့်ခဲ့အဲ့ဆိုလောက်ဆိုင်လေးကနေမှကျွန်မကအခုအဲ့တရားရွေချက်ရှိတာကျွန်မဒီနေ့ကြာရင်ကျွန်မအနေနဲ့တစ်ဆိုင်ကနေနှစ်ဆိုင်ကနေသုံးဆိုင်ဆိုတဲ့ရွေချက်နဲ့ကျွန်မဖွင့်ခဲ့တာဗောနော်အားကြောင့်မို့လဲထပ်ဖွင့်တာပေါ့နော်နောက်တစ်ချက်ကကျတော့ကျမသားလေးကို73နှစ်ပဲရှိတယ်သူကတော့ဝါသနာပါတယ်ဝါသနာပါဖြစ်တဲ့အတွက်မလို့သူကသူ့အတွက်လည်းကျမဒီဆိုင်ကိုရည်ရွယ်ပြီးတော့ဖွင့်ပေးတာဖြစ်တယ်ပေါ့ကျမတကယ်တမ်းရှေ့ဆက်သွားမယ်အလုပ်ကတော့ကျမ train to trainer ပေါ့ကျမသင်တန်းပြတာကိုပို့ပြီးတော့မှနောက်ပိုင်းလုပ်သွားမှာဖြစ်ပါတယ်ပေါ့ဒါကတော့ကို့သားအတွက်လည်းဖြစ်တယ်ကိုရီးယားပေါ့နော်တစ်ဖက်တစ်လမ်းနဲ့ထပ်ဝင်နိုင်မဲ့ငွေကြေးအတွက်ဒီဆိုင်လို့ထပ်ပွင့်တာလည်းဖြစ်တယ်ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တင်နန်းသားတွေကိုဘယ်နေရာလောက်ပို့ချပြီးသွားရလဲကိုတင်နန်းနဲ့ထွက်တယ်ဘယ်နေရာလောက်ရှိလဲဟုတ်ကျမစီကနေဆိုတော့တင်နန်းသားတွေကတော့ကျမဟိုပါပေါ့200 300လောက်တော့ရှိပြီပေါ့နော်အဲ့ဆက်မှာဆိုင်ဖွင့်တဲ့သူတွေကတော့50ကျော်လောက်ရှိနေပြီကိုယ်တိုင်ဖွင့်ပြီးတော့အောင်မြင်နေတဲ့သူတွေလည်းရှိနေပြီပေါ့နော်promotion စီစဉ်လေးပြောပြပေးပါpromotion စီစဉ်ရတော့ပေါ့နော်ကျမစီမှာတရားကောက်ဆိုရင်တရား free တရားပြောက်ဆိုရင်လည်းတရား free ရှိမယ်ပြီးရင် iBreak ဆိုလို့ရှိရင်လည်းကျမ 20% ပြီးလို့ရှိရင်eyelash extension လည်းရမယ် just ဆိုမယ်ဆိုလည်းတရားဆိုရင်တရား free ရမယ်ပေါ့နော်ပြီးရင် lip filler ပြီးရင်ကျမတို့make up ပေါ့နော်အဲ့ဒီဘိုင်းလေးတွေလည်းအကုန်လုံးသွားမယ်အစုံရတယ်ပေါ့နော်ခေါင်းစားခြေဆုံးပေါ့နော်ကျမ promotion color လေးသတ်မှတ်ပေးထားတယ်ရှင်အဲ့ဒါကတော့ကျမဒီ29ရက်နေ့ကနေပြီးတော့တလပိုင်း14ရက်နေ့ထိကိုကျမ promotion color လေးသတ်မှတ်ပေးထားပါတယ်ရှင်ဟုတ်ကျမဒီကျမ ဒီလိုလဲ promotion လေးချတာပေးတာဖြစ်တယ်တွေ့မလို့ပေါ့နော်ကျမဒီကြောင်မြောက်ဆိုင်ကိုလည်းကြောင်မြောက်အောင်မင်္ဂလာလမ်းမှာရှိတဲ့ဆိုင်လို့လည်းကျမရဲ့မရောက်မသိတဲ့လာခဲ့ဖို့ကျမဖိတ်ခေါ်ပါတယ်ပြီးရင်ကျမတို့တောင်တကုံအားဆိုင်ကိုလည်းလာခဲ့ဖို့လည်းကျမအနေနဲ့ဖိတ်ခေါ်ပါတယ်ဘာဖြစ်ဖြစ်နဲ့ဆိုင်လုံးကိုလာရောက်အားပေးဖို့ကိုလည်းကျမအနေနဲ့ဖိတ်ခေါ်ပါတယ်ရှင်မင်္ဂလာပါဟုတ်ဒီနေ့လေးဖြစ်တဲ့ရောက်ကပေါ့နော်ဘယ်လိုဆိုင်လေးဖွင့်နိုင်လဲဆိုတော့စိတ်ခံစားချက်လေးပြောပြပေးပါဟုတ်ကဲ့အရင်ဝမ်းသာပါတယ်နော်ဟိုဖြစ်တယ်မိုးလေးကတောင်တကုံမှာဆိုလဲပေါ့နော်ခင်မြက်လွန်1ကိုပေါ့နော်1ကိုဖွင့်ထားတယ်အခုကကြတော့ကြောင်မြောင်းမှာပေါ့နော်နောက်ထပ်ပေါ့ခင်မြက်လွန်2ပေါ့နော်beauty spa ရောနောက်ခါကြလို့ရှိရင်ခင်မြက်လွန်ပေါ့နော် beauty academy ရောသူဖွင့်လှစ်နိုင်တယ်ဆိုတော့ကျွန်မအရင်ကိုဝမ်းသာပါတယ်ရှင့်ဟုတ်ကဲ့မိုးလေးကဆိုရင်ကျွန်မရဲ့သင်တန်းကျောင်းမှာပေါ့နော် free browse ပေါ့ training ကိုလည်းလွန်ခဲ့တဲ့2နှစ်ထဲကတက်ရောက်ပြီးတော့မှပထမဆုံးပေါ့နော်အောင်မြင်ခဲ့တဲ့ free browse artist ရောက်ဖြစ်ပါတယ်နောက်ကကျွန်မစီမှာပဲမြခုံးလိုက်တာနှခမ်းဆိုလို့ရှိရင်လည်းပေါ့တကယ်ဟိုမှာ advanced course တွေပေါ့နော်နောက်ထပ်ထပ်ပေါ်တဲ့ပေါ့နော် advanced course တွေကိုလည်းသူကတက်ရောက်ထားတဲ့သူဖြစ်ပါတယ်လက်တောင်ဆက်တာတွေလည်းသူတက်ထားတယ်ပေါ့နော်နောက်က facial နဲ့ပတ်သက်လို့ပေါ့နော်ဒီပေါ့အရေးအကြောင်းနဲ့ပတ်သက်လို့ပေါ့နော်ဒါတွေကိုလည်းသူကဟိုပေါ့အကုန်လုံးတက်ထားပါတယ်တက်ထားတဲ့အခါကျတော့တကယ် professional artist ရောက်ဖြစ်ပါတယ်ဒါကြောင့်သူဖွင့်တဲ့ဆိုင်မှာဆို hair ဆိုလည်း hair အရန်ကောင်းတယ်ပေါ့ make up ဆိုလည်း make up အရန်ကောင်းတယ်ပေါ့ကျွန်မစီမှာတက်တဲ့ဘာသာရဲ့အတိုင်းမှာလည်းသူရန်ကိုထူးချွန်စွာအောင်မြင်ထားတဲ့သူတယောက်ဖြစ်ပါတယ်ဒါကြောင့်သူ့စီရဲ့ဆိုင်မှာလာပြီးတော့ယုံကြည်စိတ်ချစွာနဲ့လာပြီးတော့မှလုပ်ပါလို့ကျွန်မလည်းဖိတ်ခေါ်ပေးချင်ပါတယ်ရှင့်အရန်လည်းဝမ်းသာပါတယ်ဟုတ်ဟုတ်ကဲ့မင်္ဂလာပါမှာအခုလိုမျိုးဘဲကျိုးဖြတ်ဖို့အတွက်ဖိတ်ပေးတယ်မမိုးအရန်ကျေးဇူးတင်ပါတယ်ရှင်မမိုးပေါ်တော့ငကိုတွေကယုံကြည်ပြီးသားပါဘာကြောင့်လဲဆိုတော့တင်တန်းမှာလည်းညီမတို့တင်တန်းမှာဆိုလို့ရှိရင်လည်းစုတွေပါတယ်ပြီးရလေ group like sharing တွေပါတယ်လောက်ခိုင်းတဲ့အချိန်မှာတွေကသူ့ရဲ့လုံနိုင်စွမ်းကိုကျမတို့တည်ပြီးသားဖြစ်တယ်အဲ့ဒီမှာလည်းသူကစုတွေပါတယ်ရှားခဲ့ပြီးတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်အဲ့အတွက်သူ့ကိုဘယ်နေရာမှာမဆိုစိတ်ချတယ်ပြီးတော့တင်ပြီးတဲ့အခါမှာလည်းသူကဆရာကဒါတင်နေဆိုတော့ဒါကိုတွေ့မသိလိုက်လုံနိုင်တဲ့တပည့်ဖြစ်တယ်အဲ့အတွက်ကိုသူအများကြီးရှေ့ဆက်ပြီးတော့အောင်မြင်အောင်မယ်လို့ရှုံကြည်ပါတယ်မင်္ဂလာပါမအခုပေါ့နော်ဒီနေ့ဒီလိုဆန်ကြီးတွေကြာနေပြောပြပေးအမဒီဟာလေးကတော့ပေါ့နော်ကျမတို့ဒီညီမလေးကတော့သူကစံသားမာတဲ့သပင်ပေါ့အဲ့ဒီသပင်ကိုညီမလေးကသူကကက်ကြီးလည်းမကြိုက်ဘူးပေါ့နော်တဘာဝဆင်းဆင်းပုံစံလေးပဲမာကြီးသူကလူချင်းတယ်လို့ကျမအောင်ပြောရလေအဲ့ခါကျတော့ကျမသူ့ကိုအခုတဘာဝဆင်းဆင်းပုံစံလေးကို rebounding လေးလုပ်ပြီးတော့ကျမအနေနဲ့သူ့ကိုရေတက်လေးဖြည့်ပေးနေလေစာလေးဖြည့်ပေးမယ်အစီအစဉ်လေစာလေးဖြည့်ပေးမယ်ဟာလေးလုပ်ပေးညာပါမလေစာဖြစ်တာဘယ်လိုအတွက်ကောင်းလို့ရှိလဲမလေစာဖြစ်တာကျတော့သူ့အတွက်ဘယ်လိုကောင်းကျိုးတွေရှိမလဲဆိုရင်သပင်ပေါ့နော်စံသား6တာတွေအတွက်အဆင်ပြေတယ်ဆန်သား6တာတွေအတွက်လည်းအဆင်ပြေတယ်နောက်ပြီးတဲ့ခါကျတော့ဟိုသပင်ပေါ့နော်မကောင်းတဲ့သူတွေသပင်ပြက်စီးတဲ့သူတွေအတွက်အဲ့လိုမျိုးပြီးပြက်စီးဆန်သားတဲ့သူတွေအတွက်ဆိုလို့ရှိရင်ညီမတို့လေစာလေးဖြစ်လိုက်လို့မဆိုလို့ရှိရင်သပင်လေးကပြန်ပြီးတော့ပေါ့နော်
100မှာဆိုလို့ရှိရင်ပေါ့85ရာခိုင်နှုန်းတော့ပြန်ကောင်းလာလိမ့်မယ်ပေါ့မနော်။ဒါကြောင့်မို့ကျမတို့အဲ့ဒါလေးကိုလုပ်ပြရဖြစ်တယ်။မှာတော့အများဆုံးအခုလုပ်ဖြစ်တာကတော့ဗောနော် digital ကောက်ဆိုလဲတအားကြီးလုပ်ဖြစ်ကြတယ်။နောက်ပြီးတော့သပင်ကိုကျမတို့ဆိုင်မှာကျတော့စံသားပြောင်းတာတို့ bounding လုပ်တာတို့ဗောနော်။ပြီးရင်သပင်ကို treatment လုပ်တာဗော။အဓိကတော့သပင်ပျက်စီးတဲ့ခေါင်းတွေဆိုရင်ကျမတို့ပြန်လဲကုသပြီးတော့တေချာလုပ်ပေးတယ်ရှင်။အဲ့ဒါတော့ကျမဆိုင်မှာတအားလုပ်ရတယ်ဗောနော်။ customer review တွေကလည်းအရန်များတဲ့အတွက်သူတို့အရန်ကြိုက်ကြတယ်ဗောဟုတ်။ခက်ကအမြဲတမ်းတိုးတက်နေတဲ့ခက်ဖြစ်နေတော့လေလူတွေကလည်းဒီဇိုင်းမျိုးမျိုးကိုအသစ်ဆန်းတွေဖန်တီးလာတာကိုလူတွေကရန်သဘောကျတယ်ခက်ဖြစ်နေတဲ့အတွက်မလို့ကျမအနေနဲ့ကတော့အမြဲတမ်းဒီအသစ်တော်နီးပညာတွေကိုလည်း active ဖြစ်အောင်ကို customer တွေကိုလည်းအကောင်းဆုံးချပြနိုင်အောင်ကျမအနေနဲ့ကတော့အမြဲတမ်းပေါ့နော်ဟိုပေါ့တင်ထပ်ပြီးတော့လေ့လာနေတော့မဲပေါ့နော်ဘာလို့လဲဆိုအသစ်တွေပဲပေးခြင်းလို့ကျမအနေနဲ့အသစ်တွေပဲကျမရဲ့ customer တွေကိုပေးချင်တာတွေ့မို့အသစ်တွေကိုလည်းထပ်ပြီးလေ့လာတယ်ဒီထပ်ပြီးတော့လည်းသူတို့အကောင်းဆုံးတွေထပ်ပေးခြင်းနဲ့ဟာနည်းလေ့လာနေတယ်ပေါ့ဟုတ်ကဲ့ကျမဆိုင်ကိုတစ်ချိန်နောက်တစ်ချိန်ပြန်လာချင်တာလဲဆိုရင်ပေါ့နော်အဓိကတော့ကျမလည်းပဲကျမရောကျမရဲ့ဝန်ထမ်းတွေအကုန်လုံးကောကျမတင်းတစ်ခုလုံးကောကျမသူတို့ကိုထိန်းပေးထားတာတစ်ခုရှိတယ်ပေါ့နော်customer of the king ပေါ့အဓိကတော့ကျမတို့ဘဝမှာတော့ customer ကျမတို့ရဲ့ဘယင်ပဲဒါကြောင့်မို့သူတို့လာပြီးဆိုတာနဲ့ကျမတို့အနေနဲ့နွေးနွေးထွေးထွေးကြိုဆိုတယ်လုတ်တီဖြစ်စေမလုတ်တီဖြစ်စေအဓိကကျမတို့တီကိုဝင်လာရဲဆိုတာနဲ့သူတို့ရဲ့နွေးကျမတို့ပေးလိုက်မဲ့နွေးထွေးမှုဟာကျမတို့ကသူတို့အတွက်ကိုပထမဖြစ်စေလို့ကျမယုံကြည်တဲ့အတွက်မလို့သူတို့ဝင်လာပြီးဆိုတာနဲ့ကျမနွေးနွေးထွေးထွေးဆက်ဆံနေအရင်ဆုံးပြီးတာနဲ့သူတို့လုတ်တာဖြစ်စေမလုတ်တီဖြစ်စေပေါ့နော်ပြီးရင်သူတို့ရဲ့hair style ပိုင်းနဲ့ပတ်သက်တဲ့ပေါ့နော်လိုက်ဖက်မှုမလိုက်ဖက်မှုကိုကျမတို့အနေနဲ့သူတို့ကိုအတူတူဝေဖန်ပေးတယ်ကျမအနေနဲ့ဒီလိုမျိုးပေါ့နော်ကိုပညာတွေကို sharing လုပ်ပေးရတာကကျမတို့အရန်ကိုနှစ်သက်တယ်ပေါ့နော်ကျမအနေနဲ့ဟိုပေါ့နော်ဒီ public မှာကျမပညာတွေဝေမျှပေးရတယ်ဆိုတော့ကျမအဲ့ဒါကိုဝေမျှပေးနေရတာကိုပဲကျမရမ်းပျော်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီပညာဆိုတာသေသွားရင်ကိုယ်နောက်ပါသွားမှာမဟုတ်ဘူးလေဒါကြောင့်မလို့ကျမအနေနဲ့ကျမသိတဲ့လောက်လေးကိုကျမပြန်ပြီးဝေမျှလိုက်ရတာဖြစ်တဲ့အတွက်မလို့ကျမစီကတလုံးတစ်ပါးသားအများပေါ့နော်သူတို့မသိတဲ့အရာလေးတစ်ခုများတခြားသော beginner သမားတွေခုမှဆိုင်စားဖွင့်တဲ့သူတွေမသိသေးတဲ့သူတွေများသိသွားမယ်ဆိုရင်ကျမအနေနဲ့အရန်ကိုပေါ့နော်ပီတိဖြစ်ရမယ်ပေါ့ဘာဖြစ်အဲ့လိုလူမျိုးတွေကိုကျမရည်ရွယ်ပြီးတော့တင်တာဒီကြားထဲမှာဆရာကြီးတွေအများကြီးရှိနေရင်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဟိုသူတို့အနေနဲ့မလိုအပ်ဘူးလိုအပ်တဲ့သူတွေအတွက်ကိုကျမအနေနဲ့ sharing လုပ်ပေးတာပေါ့နော်အဲ့ခါမှာလိုအပ်တဲ့သူတွေကလည်းအမကျေးဇူးတင်တယ်ဒီလိုမျိုးလေးsharing လုပ်ပေးနေရတာကိုပေါ့နော်သူတို့အနေနဲ့ရန်ကိုကျေးဇူးတင်တယ်ပေါ့နော်အမပြောလိုက်တဲ့ဟာလေးကကျမတို့အတွက်ထိရောက်မှုရှိရဆိုတာမကိုကပျော်နေပြီပျော်နေတဲ့ခါကျတော့ကိုမဒါဆိုလို့ရှိရင်ငါဆက်လုပ်ကြမယ်ပေါ့ငါအကုန်လုံးကိုဟွာဖြစ်တာပေါ့နော်ချပြပေးလိုက်တယ်ပေါ့ဒါပေမဲ့အဲ့ထဲမှာတော့ကျမဆရာစားတော့တိတ်မချမ်းဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုသူတို့ကိုသိတဲ့လောက်အကုန်လုံးပြောနေရတာပဲကိုကျင်နေရပေါ့နော်အဲ့အကြောင်းပါရှင်ဒီလာပါညီမလေးနာမည်လေးမိတ်ဆက်ပေးပါဦးနော်ဟုတ်ညီမနာမည်တော့တဲဆုခိုင်မှာအခုလက်ရှိဒီချက်ချင်မှာတင်းနေတက်နေတာပေါ့နော်နောက်လာတလားပိုင်းကြော်လောက်ဆိုရင်တော့ညီမဆိုင်ဖို့မရှိပါဘူးဟုတ်မင်္ဂလာပါမညီမကတော့သူစားပါအခုလက်ရှိT7 Beauty Salon နဲ့ Eyebrow Tattoo ဆိုင်လေးဖွင့်ထားပါတယ်မတောင်တကုံမှာပဲရှင်တောင်တကုံမှာပဲဖွင့်ထားတာပါမဟုတ်မင်္ဂလာပါတင်ွယ်လင်းလို့ခေါ်ပါတယ်19ရက်ွယ်ဘလောက်ရှိွားလဲမှာရတနာဆိုပြီးတော့ဖွင့်ထားပါတယ်ကျဲစီကနေတင်းနေဆင်းသွားတာပါမင်္ဂလာပါထိထပ်ပါဆက်ရတော့တကွင်း Beauty Salon လေးဖွင့်ထားပါတယ်တောင်တကုံမှာပါပဲရှင်ဒီရှင်းကြီးကနေပေါ့လေဘယ်လိုမျိုး sharing တွေယူခဲ့လဲဘယ်လိုမျိုးသင်ခဲ့လဲပေါ့နော်အမှတ်တရလေးပြောပြပေးပါညီမကတော့လွန်ခဲ့တဲ့2နှစ်ကျော်လောက်တည်းอ่ะပေါ့နော်ဒီချက်ကိုဟို online မှာစပြီးတွေ့ခဲ့တာပေါ့နော်ဒီချက်ရဲ့ tattoo ဒီ eyebrow ပညာပေါ့နော်စပြီးတော့တွေ့ခဲ့မှာအရန်အားကြတယ်ပေါ့နော်ဒီချက်ကိုအကြောင်းအားစပြီးတော့ဆက်သွယ်ပြီးတော့တင်တန်းလာတက်ခဲ့တာပေါ့ဟုတ်ကျမကတော့2021ကော10လပိုင်းနဲ့တီရှပ်စီမှာတင်တန်း join လိုက်တာပေါ့နော်ဘာသာသုံးတင်တန်းသူပါတီရှပ်စီကနေအကောင်လုံး make up ကအစားတတူးဆုံးပထမဆုံးလက်ဦးစီအနေနဲ့တင်ခဲ့တာပါတင်ခဲ့ပြီးတော့တင်တန်း6လပေါ့နော်6လပြီးတာနဲ့တန်းပြီးတော့အခုကိုပိုင်ဆိုင်လေးဖွင့်နေတာပါလက်ရှိမှာလည်းဟိုသူ့အတိုင်းတာနဲ့သူလူသိများပြီးတော့အောင်မြင်နေတဲ့ဆိုင်တစ်ခုတည်ထောင်ထားပါတယ်အခုချိန်ကြီးလည်းတီချက်ရဲ့အကူအညီတီချက်ရဲ့အကြံဉာဏ်နဲ့အခုချိန်ကြီးလည်းယူနေတော့မှာဘယ်ချိန်ပဲဖြစ်ဖြစ်ကိုသိချင်တာ
ကိုအဆင်မပြေတာရှင်ဒီချက်ကိုလှမ်းမိလိုက်တာနဲ့အချိန်မျိုးအများရန် sharing လုပ်ပေးတဲ့ဒီချက်ပါเนาะတကယ်တော်ပြီးတကယ်စိတ်ရင်းစေတနာကောင်းတဲ့ဒီချက်ပါတပည့်တွေပေါ်မှာလည်းတခါတင်ပြီးသွားရင်ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့ကိုတောက်လျှောက်ဒီ professional တယောက်အဖြစ်ရက်တည်နိုင်တဲ့ဒီအနောက်ကနေအများရန်အကြံဉာဏ်နေနီလန်းကောင်းနေပြပြီးတော့ပံ့ပိုးပေးနိုင်တဲ့ဒီချက်ပါအဲကြောင့်အများရန်လည်းကျေးဇူးတင်ပါတယ်ကိုအောင်မြင်လာတာဒီချက်ရဲ့70% ထောက်ပံ့ပေးမှုကြောင့်ပါ နေပြီးတော့ဒီနေ့ဘာသာဆုံးတင်ခဲ့တာပါတင်ခဲ့ပြီးတော့ဆိုင်ရတော့ဖွင့်လာတာပေါ့နော်ဆိုင်ဖွင့်လာပြီးတော့ဆိုင်ရလည်းဘယ်လိုအောင်မြင်ပါတယ်အခုလက်ရှိအထိလည်းဘယ်လိုပေါ့နော်လိုအပ်တာမသိတာမှန်တယ်များဒီချက်ကိုမသိစားလို့ပဲလှမ်းပြီးတော့မှလမ်းမေးပြီးတော့အခုလက်ထိလည်းလို့ပေါ့ကိုရီးယားတော့ဘူးမှတင်တဲ့လူတွေဆိုတော့ဒီချက်လို့တော့ပြည်စုံမှုတော့မရှိဘူးမရှိပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ရဲရဲတင်းတင်းလုပ်ရဲပါတယ်ဘာဖြစ်ဖြစ်လမ်းမေးလိုက်ရင်ဒီချက်ကဖြည့်ရှင်းပေးမယ်ဖြစ်လာတဲ့ပြဿနာကိုဖြည့်ရှင်းပေးမယ်မသိတာကိုလမ်းပြောမယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မို့လို့ဘလို့ customer ကိုပဲလာရဲရဲတင်းတင်းကြိုက်ရဲတဲ့တက်တီရတော့ရှိပါတယ် ဒီမှာကျတော့ဘာသာဆုံးတော့မဟုတ်ပါဘူးဒီကာလာမာစတာလေးပေါ့နော်ဒီမှာထက်တက်ဖြစ်တဲ့ဒီချက်တဘာသာရဲ့ဘာသာဆုံးရဲ့မဟုတ်ဘူးသင်တန်းသားတွေအားလုံးကိုတင်တဲ့တန်းလူဆက်ဆံတဲ့လိုအပ်တာရှိလို့ရှင်လည်းအချိန်ကြီးမေးလို့ရတယ်အဲ့လိုကြောင့်မို့လဲကိုကမသိသေးတာတွေရောအခုအရင်ကမသိခဲ့တာတွေရောအခုနောက်ပိုင်းပေါ့နော်ဒီချက်တွေရောက်တဲ့ခါကျတော့အများကြီးသိလာရတယ်အတွေ့အကြုံတွေလည်းအများကြီးရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီချက်ကိုရမ်းကြည့်တင်ပါတယ် အားလုံးပဲခင်ဗျာလုံး training school ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်